ဒီနေ့တော့ဝက်သားလေးกินမယ်ပေါ့နော်ဝက်သားလေးကိုပပလှီးပြီးတော့စားလေးနဲ့ချုံမုံလေးနဲ့ပြီးရင်ပဲငံပြားရဲ့အကြည်လေးခရုစီလေးနဲ့ကြားလေးနဲ့ဒီကိုကောင်းလေးနဲ့ပြီးရင်တော့နည်းနှက်ထားလိုက်မယ်ရှင်ကျဲဥအကာလေးနည်းနည်းလေးထည့်လိုက်တယ်ဒီနေ့တော့ဝက်သားกินမယ်နော်မကတ်အိုးလေးနဲ့ပေါ့လေစီလေးကတော့အညာသူမြေပဲစက်ကြိတ်စီလေးပေါ့နော်အဲ့ဒါလေးနဲ့กินမယ်ရှင်အညာသူမြေပဲစက်ကြိတ်စီလေးကိုစက်ကြိတ်စီပဲဖြစ်ဖြစ်ပေါ့နော်စုံစီပဲဖြစ်ဖြစ်စစ်မှန်ကြောင်အာမခံပါတယ်ရှင်စားသုံးသူများပြန်လည်ရောင်းချသူများရဲ့စိတ်ကျေနပ်မှုကိုရရှိထားပြီဖြစ်ပါတယ်ရှင်ဒီအညာသူမြေပဲစုံစီတို့မြေပဲစက်ကြိတ်စီတို့လိုချင်ရင်တော့အညာသူ page လေးကိုပေါ့နော်အညာသူနေကြစီမြေပဲစီနှမ်းစီအဲ့ page လေးကို like and follow လုပ်ထားပြီးတော့မှာလို့ရပါတယ်ရှင်ဒီဝက်သားလေးအရသာနှက်ထားတဲ့ဝက်သားလေးကိုအညာသူမြေပဲစီလေးနဲ့กินထားလိုက်တယ်ပေါ့နော်ညာသူမြေပဲစီတန်လေးနဲ့ဝက်သားလေးတွေကိုအရသာနှက်ပြီးတော့กินထားရလေရပြီရှင်မှုေးကြိုင်နေရပဲရှင်တက်တံပြူလေးစီတက်ပြီးရင်ထိုင်ဝမ်နိုင်ငံလေးထည့်လိုက်ပြီရှင်စားလေးနည်းနည်းထည့်လိုက်တယ်ချုံမုံလေးနည်းနည်းထည့်လိုက်မယ်ပြီးတော့ထုံးတဲ့အတိုင်းရတာလေးနှက်အောင်ဝေပေးလိုက်တယ်ပေါ့ရှင်နောက်ဆုံးမှာတော့ကြက်ဥလေးထည့်လိုက်မယ်ရန်လေးကလည်းအညာသူမြေပဲစီကန်းနဲ့ကြော်ထားတဲ့ထိုင်ဝမ်မုံရင်းကြော်လေးပေါ့နော်အညာသူမြေပဲစီမြေပဲစက်ကြိတ်စီကမြေပဲစုံစီနဲ့ကြိတ်ထားတဲ့စုံစီလေးတွေကိုမှာယူအားပေးခြင်းနဲ့ဆိုရင်တော့အညာသူ page လေးကို like and follow လေးလုပ်ထားပြီးတော့မှာယူအားပေးနိုင်ပါတယ်ရှင်ဒါလေးကတော့ကိုရီးယားကင်ချီပွဲတော်ကနေပြီးတော့နော်ကိုယ်တိုင်လုပ်ထားတဲ့ကင်ချီလေးပါရှင်ဒါလေးနဲ့ဝက်သားကင်လေးကိုတွဲစားမယ်ပေါ့နော်
ဒါလေးကတော့အညာမြေပဲစက်ကျိတ်စီလေးနဲ့ကင်ထားတဲ့ဝတ်သားကင်လေးနဲ့ကိုရီးယားကင်ချီလေးပါရှင်ဒါလေးကတော့အညာမြေပဲစက်ကျိတ်စီလေးနဲ့ကြော်ထားတဲ့ထိုင်ဝမ်မုံညင်းနဲ့ကြက်ဥကြော်လေးပါရှင်စားကြပါအောင်ရှင်ကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်နော်အညာသူမြေပဲစီမှာယူအားပေးခြင်းနဲ့ဆိုရင်လည်း page မှာ like and follow လုပ်ပြီးတော့အားပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်